ဒီလိုတန်ရှင်းတန်ရက်တဲ့ကစားကွင်းကို4000လို့ပြောရင်ယုံမကွင်းကတော့ဒက်ခိနာတီဒီမြို့နယ်ထဲမှာရှိတဲ့ဟိုဆေးမှာကစားကွင်းအစ်စ်ဖွင့်လှစ်ထားတာဖြစ်ပါတယ်လို့တက်ရက်တယ်လို့ပြောရလဲဆိုတော့သူကအစ်စ်မလို့ပေါ့နော်ကြီးက4000ပဲရှိပါတယ်သူက9နှစ်အောက်ကလေးလေးတွေအတွက်တော်တော်ကိုအဆင်ပြေပါတယ်သူ့ရဲ့ထည့်ထားတဲ့ထည့်ထားတဲ့ကစားစရာဆော့စရာလေးတွေကပေါ့နော်ကလေးလေးတွေသူတို့ဟာနဲ့သူတို့ထိန်းချုပ်ပြီးလုံနိုင်တဲ့ဆော့စရာလေးတွေများပါတယ်အဲ့လိုတူတူပုံတန်းဆော့စရာလေးအဲ့လိုနေရာလေးတွေလည်းရှိရပေါ့နော်ဒါကမြင်းစည်းတဲ့ဟာလေးကသူ့ဟာသူလဲနေတာပါသမီးလေးကတော့စီးလိုက်တက်လိုက်ဆင်းလိုက်နဲ့သူကသဘောတွေကျနေတာပါဒါလေးကလည်း3နှစ်အောက်ကလေးလေးတွေကအစပြီးတော့သူတို့ရှော့စီးနိုင်နေပေါ့နော်ဘောလုံးနေဆိုလို့ရှိရင်လည်းတန့်နေတာပဲเนาะဘောလုံးတွေကလည်းအများကြီးပဲသူကအစ်စ်ဖွင့်ထားတာဖြစ်တဲ့အတွက်ပစ္စည်းတွေကတော့တန့်ရှင်းနေရပါပဲသူကလူကတော့တိတ်မရှိဘူးအရင်ကဂျန်ရှင်းနဲ့ဟိုးဆေးဆိုလို့ရှိရင်ဂျန်ရှင်းကိုအသွားများတာဖြစ်တဲ့အတွက်ဟိုးဆေးကတော့လူနည်းနည်းခေါင်တယ်ဒါပေမဲ့ဒီအချိန်မှာဟိုကလေးကပေါ့နော်ကစားကွင်းကအသစ်ဖြစ်တဲ့အတွက်ကျမကတော့သွားကြည့်တာဖြစ်ပါတယ်အခက်ခဲဖြတ်ကျော်ဆိုလို့ရှိရင်လည်းအဲ့ဒီအပေါက်ကလေးတွေထဲမှာသူကဖော့လေးတွေခံပေးထားတယ်ပြီးတော့အဲ့လိုခုံစရာနေရာလေးလည်းရှိပါတယ်ခုံစရာနေရာဘေးပတ်လေကိုသူကဖော့လေးတွေလည်းတင်ထားပေးတယ်ပေါ့နော်ဒါကတော့သမီးလေးနဲ့အတူတူဆော့ခဲ့တယ်မမကြီးပါဒီကစားကွင်းမှာဆိုလို့ရှိရင်မေမေကလိုက်ပြီးတော့ကြည့်စီရမလို့ဘူးပေါ့နော်ဟိုကစားကွင်းအကြီးတွေလည်းကောင်းတယ်မကောင်းလို့မဟုတ်ဘူးဒါပေမဲ့ကစားကွင်းအကြီးတွေကကြတော့နေရာကျယ်တယ်ဆော့လို့ကောင်းတယ်ဒါပေမဲ့ကစားကွင်းအကြီးတွေကျတော့လူကြီးကလေးကြီးတွေများတာဖြစ်တဲ့အတွက်လိုက်ပြီးတော့ကြည့်ပေးနေရတာပေါ့နော်ကိုကလေးလေးကိုဟိုတိုက်မိမှာစိုးတာပေါ့နော်ဒီနေရာလေးကလည်းဓာတ်ပုံရိုက်လို့အရန်ကောင်းတဲ့နေရာလေးပါဒါကတော့မေမေကစောင့်ကြည့်ရေးဖွဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်